မိဘတိုင်းမှာတူညီတဲ့ဆန္ဒတစ်ခုရှိပါတယ်။ဒါကဘာလဲဆိုရင်ကိုယ့်ရဲ့တသားမိမိလေးတွေကိုရင်ကျေးနေမာတဲ့လူတော်လူကောင်းလေးတွေဖြစ်စေချင်တာပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီလိုကလေးလေးတွေဖြစ်ဖို့ကျမတို့လူကြီးတွေအနေနဲ့တသားမိမိလေးတွေကိုဘယ်လိုပြုမှုဆက်ဆံရမလဲဆိုတဲ့အယိုးရှင်းဆုံးအချက်ကလေးတွေကိုဒီနေ့ဒီဗီဒီယိုလေးမှာဆွေးနွေးပေးမှာဖြစ်ပါတယ်။ကလေးလေးကကောင်းမွန်တဲ့အပြုအမူလုပ်တိုင်းကိစ္စတသေးလေးပဲဖြစ်ပါစေကျမတို့လူကြီးတွေအနေနဲ့အတိအမှတ်ဖြစ်ပေးဖို့လိုအပ်ပါတယ်။ဥပမာကလေးလေးကဖနက်ကလေးကိုစင်မော်ခောက်ပြီးတော့မှတင်လိုက်တာကအစသသားကဖနက်လေးကိုစင်မော်စနစ်တကျတင်တတ်နေပြီနော်ဆိုပြီးတော့အတိအမှတ်ပြုပြောပြပါအိမ်ကိုဧည့်သည်လာတဲ့အချိန်မှာစူညံမှုမပြုတ်လို့ခဲနဲ့အေးအေးဆေးဆေးလေးနေပြီးတဲ့ကလေးဆိုရင်လည်းဧည့်သည်ပြန်လာနဲ့သသားကသမီးလေးကဧည့်သည်လာတဲ့အချိန်မှာစူညံမှုမပြုတ်ဘဲနဲ့အေးအေးဆေးဆေးလေးနေပြီးလို့ကျေးဇူးအများကြီးတင်တယ်နော်ဆိုပြီးတော့မှအတိအမှတ်ပြုပြောပြပါဒီလိုသာလူကြီးတွေကကလေးရဲ့ကောင်းတဲ့အပြုအမူလေးတွေကိုတိတိကျကျလေးအတိအမှတ်ပြုပြီးတော့ပြောပေးမယ်ဆိုရင်ကလေးလေးတွေကဒီကောင်းတဲ့အပြုအမူလေးတွေကိုထပ်ခါပြုလုပ်လာမှာပဲဖြစ်ပါတယ်ဒီလိုကောင်းတဲ့အပြုအမူလေးတွေထပ်ခါပြုလုပ်လာရင်ကနေပြီးတော့မှအလေးအကျင့်ဖြစ်ပြီးတော့ကလေးလေးတွေကလူတော်လူကောင်းလေးတွေဖြစ်လာမှာအသေးချာပါပဲကျမတို့တတိထားရမှာလေးတစ်ခုကတော့ကလေးရဲ့အပြုအမူလုပ်ရက်ကိုသာအတိအကျပြောပြီးတော့မှအတိအမှတ်ပြုပေးရမှာဖြစ်ပါတယ်အပြုအမူလုပ်ရက်ကိုမပြောဘဲနဲ့သမီးလေးကလိမ်မာလိုက်တာသားလေးကတော်လိုက်တာဆိုပြီးတော့မှပြောတာမျိုးကိုတော့ရှောင်ကျဉ်ရမှာဖြစ်ပါတယ်ရှင်ချက်ကတော့မတူညီတာကိုလက်ခံပါမနှိုင်းရှင်ပါနဲ့လူတိုင်းမှာမွေးရပါဗီဇဆိုတာရှိပါတယ်ဒီမွေးရပါဗီဇကပြုပြင်ပြောင်းလဲဖို့အလွန်မတန်မှခက်ခဲပါတယ်တချို့ကလေးလေးတွေကမွေးကလေးက easy child လေးအဖြစ်မွေးဖွားလာလို့ပြောရဆိုရတာလွယ်ကူပေမဲ့တချို့ကလေးလေးတွေကတော့ difficult child လေးအဖြစ်ဗီဇပါလာတဲ့အတွက်ပြောရဆိုရတာခက်ခဲတာရှိပါတယ်ဒါကိုကျမတို့ကနေ့အကိုတုံးကတော့ဘယ်လိုပြောရဆိုရတာလွယ်ကူပြီးနေ့ကြတော့ပြောရဆိုရတာတိတ်ခက်တာပဲဆိုပြီးတော့မှကလေးတစ်ယောက်နဲ့တစ်ယောက်နှိုင်းရှင်ပြောဖို့မသင့်ပါဘူးနောက်တစ်ချက်ကတော့ intelligence ပါလူတစ်ယောက်နဲ့တစ်ယောက်ကထူးချွန်တာချင်းလုံးဝမတူပါဘူးဒီ intelligence မတူတဲ့အရာပေါ်မှာလည်းနှိုင်းရှင်ပြီးတော့မှသူကတော့ဘလို့တွေအမှတ်တွေရတာသူကတော့ဘယ်ပိုင်းမှာဘလို့တော်တာဆိုပြီးတော့မှကလေးတစ်ယောက်နဲ့တစ်ယောက်နှိုင်းရှင်ပြီးတော့မှပြောလို့မရပါဘူးတယောက်နဲ့တယောက်ထူးချွန်တဲ့အပိုင်းတွေမတူညီနိုင်ပါဘူးဒါကြောင့်ကျမတို့ကမောင်နှမအချင်းချင်းဖြစ်စေတက်တူရွယ်တူအိမ်ကြီးချင်းတွေနဲ့ဖြစ်စေအတန်းပေါ်တွေနဲ့ဖြစ်စေကလေးတွေကိုလုံးဝနှိုင်းရှင်လို့မရပါဘူးနှိုင်းရှင်လို့တော်လာတဲ့လူဆိုတာလည်းမရှိသလိုနှိုင်းရှင်ပြောလို့ဆိုပြီးပိုလိမ်မာလာတဲ့ကလေးဆိုတာလည်းတကယ်လက်တွေ့မှာလုံးဝမရှိပါဘူးနောက်သိထားရမှာကကျွန်တော်တို့နှိုင်းရှင်ခြင်းကကလေးတွေကိုယုံကြည်မှုကိုရောကြစေပါတယ်အဆိုးဆုံးတစ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေပါတယ်။တော့ကျမတို့ပတ်ဝန်းကျင်မှာတွေ့ဘူးတဲ့အငုံစိတ်ရှိတဲ့သူတွေမနာလိုစိတ်ပြင်းထန်တဲ့သူတွေပြိုင်ဆိုင်လိုစိတ်ရှိတဲ့သူတွေဒီလူတွေကစိတ်ကျန်းမာရေးမကောင်းတာပဲဖြစ်ပါတယ်။ကျမတို့အနေနဲ့ဒါကြောင့်နှိုင်းရှင်မှုကိုမလုပ်ပါနဲ့မတူညီနိုင်တာကိုလက်ခံပြီးတော့မှနှိုင်းရှင်မှုတွေလုံးဝမလုပ်ဘူးဆိုရင်ကျမတို့ကလေးလေးတွေကလိမ္မာရင်ကျေးပြီးတော့လူတော်လူကောင်းလေးတွေဖြစ်လာမှာအသေးချာပဲဖြစ်ပါတယ်မိသားစုဝင်တွေကစံနမူနာပြအဖြစ်နေပေးပါမိဘတော်တော်များများထင်နေတာကကလေးလေးကတော့ကိုကြီးပြင်းစေခြင်းတဲ့အတိုင်းကြီးပြင်းတယ်ကိုဆုံးမတဲ့အတိုင်းကြီးပြင်းလာမယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့မိဘတွေကတခြားလူတွေပေါ်မှာဘယ်လိုပြုမှုပြောဆိုဆက်ဆံနေလဲဆိုတာကိုကလေးလေးတွေကကြည့်ပြီးတော့မှ copy ကူးပါတယ်အဲ့တော့ကျမတို့အနေနဲ့ကလေးလေးတွေကိုအပြောအဆိုယဉ်ကျေးစေချင်တယ်ဆိုရင်တော့ကလေးနဲ့အတူနေထိုင်တဲ့မိသားစုဝင်တွေဒီတယောက်နဲ့တယောက်ယဉ်ကျေးပြောဆိုဆက်ဆံရပါမယ်ကလေးလေးကိုအပြုအမူတွေယဉ်ကျေးစေချင်တယ်ဆိုရင်တော့မိသားစုဝင်တွေအားလုံးရောမိသားစုဝင်တွေကတခြားလူတွေပေါ်မှာဆက်ဆံတဲ့ပုံစံကပါအပြုအမူတွေကယဉ်ကျေးဖို့လိုအပ်ပါတယ်။ကိုဖြစ်စေခြင်းတဲ့ပုံစံကိုကိုကအရင်ဆုံးလုပ်ပြပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကလေးလေးတွေကလိမ္မာယဉ်ကျေးတဲ့လူတော်လူကောင်းလေးတွေဖြစ်လာမှာသေချာပဲဖြစ်ပါတယ်။ဆွေးနွေးပေးသွားတဲ့အချက်လေးတွေကတော့အကျိုးရှင်းဆုံးသောအချက်လေးတွေဖြစ်ပါတယ်။ဖေဖေမေမေတို့အတွက်အကျိုးတစုံတရာရရှိမယ်လို့ပြောလို့ပါတယ်။တာမီမီလေးတွေအားလုံးလိမ္မာရင်ကျေးတဲ့လူတော်လူကောင်းလေးတွေဖြစ်ကြပါစေဒီချက်ကတော့ဒီချက်ရတနာလိုင်းဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်